ကဘာတမိုင်းထဲကအချီးမဆုံးပဟေလီတွေထဲတာတစ်ခုဖြစ်တဲ့ဟီလာရဲ့တေဆုံးမှုအကြောင်းကိုဒီနေ့အတူတူအဖြေရှာကြည့်ကြရအောင်ဟုတ်ပါတယ်နှစ်ပေါင်း85နှစ်ကျော်ကြာအောင်ကဘာကြီးကိုအငင်းပွားစေခဲ့တဲ့ဇလန်တပုတ်ရဲ့အစအဆုံးကိုလေးစားကြည့်ကြမှာပါဒီနေရာမှာမေးစရာရှိလာတာကမျက်မြင်တက်တယ်ဒီလောက်ထင်ထင်ရှားရှားရှိနေရတာနဲ့ဘလို့လုပ်ပြီးဆက်စုနဲ့ချီတဲ့ရွှေဝါစမ်းကြံမှုတွေပူပေါင်းကြံစီမှု theory တွေရဲ့ဘာဟုတ်ချက်ဖြစ်သွားရတာလဲတမိုင်းမှာနာမည်အဆိုးဆုံးလူတယောက်ရဲ့နောက်ဆုံးအချိန်တွေကဘာကြောင့်ဒီလောက်တောင်ရှုပ်ထွေးသွားရတယ်ဆိုတာကိုစာပြီးစူးစမ်းကြည့်ကြရအောင်ကဲဒီအကြောင်းအရာတွေကိုတဆင့်ချင်းစီလဲလိုက်ကြည့်ရင်းနဲ့ဒီပဟေလီရဲ့အဖြေကိုရှာကြရအောင်အချိန်ကတော့တောင်ကိုလီရွှင်ကခုနှစ်ဧပြီလ30ရက်နေ့နေရာကတော့ပြိုလဲလူဆက်ဆက်ပါလမျိုးရဲ့မြေအောက်ကဖရူရာဘန်ဂါလို့ခေါ်တဲ့ဘန်ဂါတစ်ခုထဲမှာပါဆိုဗီယက်တပ်နေတော်ရဲ့အမြောက်တပ်တွေတိုင်းတိုင်းနဲ့ပုံပုံနီးလာတဲ့အချိန်အဲ့ဒီမှာပဲကျွန်တော်တို့ရဲ့ဇလန်ကစတာပါပဲအဲ့ဒီမှာရှိခဲ့တဲ့မြင့်မြတ်တဲ့တေရီရဲ့ပြောစကားအရာဆိုရင်တော့အဖြစ်အပျက်တစ်ခုလုံးဟာမိနစ်ပိုင်းအတွင်းမှာပဲတိတ်ကိုမြန်ဆန်းပြီးရှင်းလင်းပြသခဲ့တယ်။တန်တရားဝင်စရာဘာမှမရှိခဲ့ဘူးလို့ဆိုရမှာပေါ့။ဒီလိုတိကျတဲ့ထွက်ဆိုချက်ဒီကပဲနောက်ပိုင်းတရားဝင်တမန်ရဲ့အခြေခံဖြစ်လာခဲ့တာပေါ့။ဒါပေမဲ့အဲ့ဒီအခြေခံကိုလှုပ်ခါပြက်မဲ့အဖြစ်အပျက်တွေကမကြာခင်မှာပဲပေါ်လာတော့တာပဲ။ဒါပေမဲ့ဆိုဗီယက်တပ်တွေအဲ့ဒီဘန်ဂါထဲကိုခြေချလိုက်တာနဲ့အရာအလုံးကပြောင်းပြန်ထိတော့ရှင်းရှင်းလင်းလင်းရှိနေတဲ့အမှန်တရားကိုတမင်တကာဖန်တီးထားတဲ့မြူဟိုတွေကဖုံးလွှမ်းတော့တာပါပဲအတိကအချက်ကတော့ရှင်းရှင်းလေးပါပဲဆိုဗီယက်တွေဟာအမှန်တရားကိုသူတို့ရဲ့နိုင်ငံရေးအမျက်ထုတ်ဖို့အတွက်တမင်တကာဖုံးကွယ်ပြီးကဘာကြီးကိုရှုပ်ထွေးအောင်လုပ်ခဲ့တာပါဒီမှာကြည့်လိုက်ရင်အဖြစ်မှန်နဲ့ဝါဒဖြန့်ချီကြားကကွာခြားချက်ကိုရှင်းရှင်းလင်းလင်းမြင်နေပါတယ်တစ်ဖက်မှာခိုင်မာတဲ့မြင့်မြင့်ထက်တည်ရွယ်ထွက်ဆိုချက်တွေနောက်တစ်ဖက်မှာကျတော့နိုင်ငံရေးအတွက်တမင်ဖန်တီးထားတဲ့ကပေါတီကပေါချာဇလန်တွေပေါ့ဒီလိုတမင်တပါဖန်တီးလိုက်တဲ့တရင်ချက်လက်အလေးဟာနဲ့ကဘာဒီဆက်ထွေစေခဲ့လဲဆိုတော့ရလာကတော့ကဘာတော်မှာအခြေမြင့်မရှိတဲ့ပူပေါင်းကြံစည်မှု theory တွေတော်မီလို့ပြန်သွားတာပါပဲဆယ်စုနှစ်တွေနဲ့ချီပြီးတော့လေဒီလိုဇလန်တွေကလူတွေရဲ့စိတ်ထဲမှာတင်အမြင့်တွေထဲတာမဟုတ်ဘူးစာအုပ်တွေမှတ်တမ်းရုပ်ရှင်တွေနောက်ဆုံး FBI လိုထိပ်တန်းအဖွဲ့အစည်းတွေရဲ့စုံစမ်းစစ်ဆေးမှုတွေထဲထိတောင်ရောက်ခဲ့တာပါဆိုဗီယက်တွေကင်ထားတဲ့တခုတည်းသောရုပ်ပိုင်းဆိုင်ရာတပ်တွေလို့ပြောလို့ရတဲ့ဥခေါင်းခွန်အပိုင်းဆက်တစ်ခုရှိခဲ့ဘူးတယ်။ဒါပေမဲ့2009ခုနှစ်မှာ DNA စစ်လိုက်တော့အဲ့ဒါကဟစ်တလာဟာမဟုတ်ပဲအမျိုးသမီးတို့ရဲ့ဥခေါင်းခွန်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီမှာလည်းပဲဒီဘဟေလီကပို့ပြီးတော့တောင်ရှုပ်ထွေးသွားတော့တာပေါ့။အဲ့ဒီတော့ဒီလောက်အငင်းပွားမှုတွေဝါဒဖြန့်ချီတွေနဲ့ပြည့်နေတဲ့ဇလန်းကြီးမှာအမှန်တရားကိုဘဲရကဖော်ထုတ်ပြနိုင်တော့မှလဲ။အဖြေကဇလန်းဒီထဲမှာမဟုတ်ခဲ့ပါဘူး။သိပ္ပံပညာရဲ့လက်ထဲမှာရှိနေခဲ့တာပါဒီဘဟေလီရဲ့အဖြေကမားရွေးနေတဲ့ဥခေါင်းခွန်အပိုင်းဆက်မှာရှိနေခဲ့ဘူးတကယ်အဖြေကလူတစ်ယောက်ရဲ့တီးသန့်လက္ခဏာကိုအတိအကျဆုံးဖော်ပြနိုင်ပြီးလင်လယ်ဖို့လည်းမဖြစ်နိုင်တဲ့လောက်ခက်တဲ့အရာတစ်ခုမှရှိနေခဲ့ပါတယ်အဲ့ဒါကတော့မူခင်းဆိုင်ရာသွားပဲဆိုင်ရာပညာပါပဲဆိုလိုတာကလူတစ်ယောက်ရဲ့သွားလေဆိုတာသူ့ရဲ့လက်ပွေကလိုပဲဒီတယောက်နဲ့တယောက်မတူအဲ့ဒီပညာရဲ့ကပဲဟစ်တလာရဲ့ယူကျွဲနဲ့ပတ်သက်တဲ့အငင်းပွားမှုအားလုံးကိုအဆုံးသတ်ပေးမယ်တော့ချက်ဖြစ်လာခဲ့တာပါ2018ခုနှစ်မှာတော့သမိုင်းဝင်အခိုက်အတန့်တစ်ခုဖြစ်လာခဲ့တယ်ပြင်သစ်တီးပြင်ပညာရှင်အဖွဲ့အား1945ကတည်းကမော်စကိုရဲ့ဖြူဝဲမော်ကွန်တိုက်ထဲမှာတင်ထားတဲ့ဟစ်တလာရဲ့မေယိုနဲ့တွားအဖိုင်အစားတွေကိုစစ်ချိခွင့်ရခဲ့တယ်ဒါဆယ်စုနှစ်ပေါင်းများစွာအတွင်းပထမဆုံးကြိမ်ဖြစ်နိုင်ငံတကာပညာရှင်တွေကဒီယူကျွန်းတွေကိုကိုင်းတွယ်စစ်ဆေးခွင့်ရခဲ့တာဖြစ်ပါတယ်သူတို့ရဲ့တွေးရှိချက်တွေကတော့တကယ်ကိုအငင်းပွားစရာမရှိခဲ့ပါဘူးဟစ်လာရဲ့တွားဘက်ဆိုင်ရာမှတ်တမ်းတွေနဲ့တစ်ထက်တည်းချနေုံတင်မကောက်စိုင်းတိုင်းအစ်စ်တင်ခဲ့တဲ့လက္ခဏာတွေကိုပါတွေ့ခဲ့ရတယ်အရေးကြီးဆုံးကဘာလဲဆိုတော့ဒီတိတ်ပံနီးကျတွေးရှိချက်တွေကအစောပိုင်းကပန်ကာတဲကမျက်မြင်သက်တည်တွေထက်ဆိုးချက်တွေကိုအတိအကျပြန်ပြီးထောက်ခံနေရပါပဲဒီစကားကအားလုံးကိုချုပ်ပြောလိုက်တယ်လို့ပါပဲစိတ်ခံစားမှုတွေနိုင်ငံရေးရလက်ဖြားလာတွေထင်ကြီးပေးမှုတွေအဲ့ဒါဒီအားလုံးရဲ့အပေါ်မှာခိုင်မာတဲ့သိပ္ပံနီးကျသက်သေကပဲနောက်ဆုံးအဖြေကိုပေးနိုင်ခဲ့တယ်ဆိုတာကိုပြနေတာပါကဲဒါဆိုရင်ကျွန်တော်တို့စူဆောင်းခဲ့တဲ့ဘဟေလီအစိတ်ပိုင်းအားလုံးကိုတစ်ခုချင်းစီပြန်ဆက်ကြည့်ပြီးဇလန်ရဲ့ပုံအပြည့်အစုံကိုဖော်ကြည့်ကြရအောင်ဒီအစစ်တွေကိုပြန်ကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းမြင်နိုင်ပါပဲအစတော့ရိုးရိုးရှင်းရှင်းအဖြစ်တစ်ခုနောက်တော့နိုင်ငံရေးအရာတမင်ဖန်တီးလိုက်တဲ့ရှုပ်ထွေးမှုတွေကြောင့်ဒန်တာရီတစ်ခုလိုဖြစ်လာခဲ့တယ်နောက်ဆုံးမှာတော့အငင်းပွားလို့မရတဲ့သိပ္ပံနီးကျသက်သေတွေကအမှန်တရားကိုဘလို့ပြန်လဲဖော်ထုတ်ပေးခဲ့တယ်လဲဆိုတာကိုတွေ့ရမှာပါ။တမိုင်းပညာရှင် Hugh Trevor Roper ရဲ့ဒီစကားကဒီဇလန်တစ်ခုလုံးရဲ့အဓိကအချက်ကိုထိထိမိမိပြောထားတာပါပဲ။လူတွေဟာခိုင်မာတဲ့အချက်အလက်တွေထက်နားထောင်လို့ကောင်းတဲ့စွမ်းဆောင်မှုရှိတဲ့တန်တရားဒီပုံပြင်တွေကိုပိုပြီးယုံကြည်နှစ်သက်ချင်ကြတယ်ဆိုတဲ့သဘောပါပဲ။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဟစ်လာရဲ့တည်ဆုံမှုဘဟေလီယာတမိုင်းဝင်အဖြစ်အပျက်တစ်ခုတည်းအများကြီးပိုပါတယ်။
ဒါဟာတရင်ချက်လက်တွေကိုဘယ်လိုလက်နဲ့တစ်ခုလိုအသုံးချလို့ရတယ်လဲအမှန်တရားကိုဘယ်လိုဖုံးကွယ်လို့ရတယ်လဲဆိုတာကိုပြနေတဲ့သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မလို့အချက်လက်တွေကိုဝေဖန်ပိုင်းခြားသုံးသပ်တဲ့ဖို့ကဘယ်လောက်အရေးကြီးတယ်ဆိုတာကိုမိမောထိုးပြနေရင်ကျွန်တော်တို့ကိုဒီမေးခွန်းလေးနဲ့တူခြံထားခဲ့တာပါပဲ